မင်္ဂလာပါကျွန်တော်ကတော့ရွှေပေးပဲဖြစ်ပါတယ်လောကီအရေးရတဲ့လောကုတ္တရာအရေးရတွေကိုအဓိကမျှဝေနေတော့သူလည်းဖြစ်ပါတယ်ဒီနေ့တော့ဘာသာတရားဆိုင်ရာအချက်တွေကိုလေ့လာတဲ့အခါမှာဘာသာကြီး၄ခုမှာတူညီသောအချက်လေးတွေရှိကြတာကိုတွေ့ရတယ်အပြစ်ဖြေခြင်းပေါ့ဆိုတော့ဘာသာတရားတိုင်းကတမလွန်ကောင်းရပုံကိုရောက်လို့ကြတယ်ဒီနေ့မိမိကိုယ်ကိုယ်ယုံကြည်ရာဘာသာတရားရဲ့ကျင့်စဉ်များနဲ့လည်းမလုံလောက်ဘူးဆိုတာသိကြတယ်အဲ့တော့ခရိယန်ကတော့ယဉ်နှစ်ချင်းမင်္ဂလာခံယူခြင်းဟိန္ဒူဘာသာကတော့ဂင်္ဂါမြစ်ရေကိုချိုးခြင်းအစ္စလမ်ကတော့မက္ကာမှာရှိတဲ့ကာဘာကျောက်တုံးကိုနမ်းရှုပ်ခြင်းနဲ့ဗုဒ္ဓဘာသာကတော့အထက်ကဘာသာတွေနဲ့မတူဘူးပေါ့နော်သူကတော့မိမိတမလွန်ရေမိမိတာဝန်ယူတယ်ဆိုတော့ပုဂ္ဂိုလ်ကိုကိုးကွယ်ခြင်းနဲ့ဗုဒ္ဓရဲ့တရားတော်တို့ကိုလိုက်လျှောက်ကျင့်ကြံခြင်းဖြင့်တမလွန်ကောင်းရပုံတို့ရောက်ဖို့အတွက်ရှင်ပြုနာသအမှုနဲ့အစာပြုသစ္စာခံကြရတယ်ဆိုတဲ့အရာကိုတွေ့ရတယ်ပေါ့လေဆိုတော့အဲ့မှာကျွန်တော်အနေနဲ့နံပါတ်1ကတော့ဒီနှစ်ချင်းမင်္ဂလာအကြောင်းလေးကိုအနည်းငယ်ပြောပြချင်တယ်ဆိုတော့အသက်12နှစ်ကျော်ပြီဆိုရင်ဒီကလေးတယောက်ကမိမိကိုယ်ပိုင်ဆုံးဖြတ်ဖို့ရင့်ကျက်ပြီလို့သတ်မှတ်တယ်အဲ့တော့12နှစ်ကျော်ပြီဆိုရင်သူကသခင်ယေရှုခရစ်တော်ဖခင်ကိုမိမိကယ်တင်ပိုင်ရှင်နဲ့ဖခင်သခင်ဖြစ်လက်ခံယုံကြည်ပါတယ်ဆိုရင်ဖခင်เจ้าမှာတင်ပြရတယ်အဲ့ဒီအခါမှာဖခင်เจ้าကတမန်ကျမ်းစာတွေသင်ကြားပေးပြီးတော့မှအဲ့နေ့ရက်ရောက်ပြီဆိုရင်လူတို့အရှိမမေးတယ်ပေါ့တင်ဒီယေရှုခရစ်တော်ဖခင်မိမိကယ်တင်ပိုင်ရှင်နဲ့သခင်ဖြစ်လက်ခံယုံကြည်ပါသလားယုံကြည်ပါတယ်ဆိုရင်ဆရာကသူ့ရည်တဲ့တစ်ချက်နှစ်တယ်ပြန်ထစေတယ်ဒီအမှုကပါလေအဓိကကတော့တမလွန်ကိုမိမိကောင်းမှုကုသိုလ်အကျင့်တီလာကိုအမိပြုပြီးမသွားတော့ဘူးဖះရှိမှလည်းစံမမီဘူးဒါကြောင့်ယေရှုခရစ်တော်ဖះမိမိကယ်တင်ပိုင်ရှင်နဲ့အသက်သခင်ဖြစ်လူတို့အရှိမှဝန်ခံခြင်းပဲဖြစ်တယ်ဖះကလည်းကျင့်သူတွေလူတို့ရှိမှငါ့ကိုဝန်ခံ၏ထို့သူကိုငါဝန်ခံမယ်ဖြောင့်မတ်ရသောရောက်ဖို့အတွက်စိတ်နှလုံးဖြစ်ယုံကြည်လို့ရပါတယ်ကဲတင်ချင်းရောက်ဖို့အတွက်ကတော့နှုတ်ဖြစ်ဝန်ခံမှုလိုတယ်တက်သေးပြီးရေတစ်ချက်နှစ်ပြီးပြန်ထားစေတယ်ဆိုတာကျွန်တော်တို့ရဲ့မိဘကမွေးတဲ့လောဘဒေါသမောဟပါလာတဲ့ဒီခန္ဓာကိုသခင်ယေရှုနည်းတူသခင်ယေရှုကကျွန်တော်ကိုယ်စားလက်ဝါးကားတိုင်းမှာအသေးခံတယ်ပြီးတော့တကြိုတယ်ပြီးတော့မှပြန်ထမြောက်စေတယ်ဆိုတာကိုယ့်ရဲ့ကောင်းမှုတွေကိုကိုအသက်ရှင်တဲ့ဇာတိကိုတကြိုလိုက်ပြီးယေရှုကိုကယ်တင်ရှင်ဖြစ်ယုံကြည်ခြင်းအဖြစ်ယုံကြည်ဝန်ခံခြင်းဖြစ်တယ်နောက်တစ်ချက်အရေးကြီးတာတချို့ကမှားတာပေါ့နော်နှစ်ချင်းမင်္ဂလာခံယူရလောက်အောင်သူကကောင်းသောသူမဟုတ်ဘူးနှစ်ချင်းမင်္ဂလာခံတဲ့ဒုတိယအချက်ကတော့သူကောင်းလို့နှစ်ချင်းခံတာမဟုတ်ကောင်းဖို့ယေရှုကနံပါတ်1ငရဲကယ်တယ်နံပါတ်2လည်းလောကမှာအသက်ရှင်စဉ်ကောင်းသောအမှုတွေကိုစံနှုန်းနဲ့ကြော်လို့ဆိုတာကျင့်နိုင်ဖို့ယုံကြည်သူရဲ့အထက်ကပဲဖခင်ကပဲဝိညာဉ်တော်အဖြစ်မာစာခြင်းဖြစ်တယ်ဆိုတော့ကိုယ့်ရဲ့ငရဲကယ်ဖို့နဲ့လောကမှာကောင်းစွာအသက်ရှင်နိုင်ဖို့ဖခင်ရဲ့ကူမမှုလိုကြောင်းဝန်ခံခြင်းဗတ္တိဇံခံခြင်းပေါ့နော်ဒါကတော့ခရိယန်နောက်တစ်ချက်ကဟိန္ဒူပေါ့ဟိန္ဒူတွေကဂင်္ဂါမြစ်မှာချိုးကြတယ်ရေသွားချိုးခြင်းကဒါကလည်းကိုယ့်ရဲ့အပြစ်တွေကိုဆေးကြောခြင်းပြည်တန်တရားမှာလည်းဒီအကုသိုလ်မကောင်းတဲ့အပြစ်တွေကိုတန့်စင်သွားဖို့အတွက်အများစွာအထောက်အကူပြုတယ်ဆိုပြီးမှသူတို့ကဂင်္ဂါမြစ်ရေကိုသွားရောက်ရေချိုးကြတယ်ဆိုတာတွေ့ရတယ်ဆိုတော့သူတို့ရဲ့ပွဲနေ့၄နှစ်၆နှစ်စသဖြင့်ပွဲနေ့တွေရှိတယ်အဲ့ဒီနေ့ဆိုရင်တော့သူတို့ရဲ့နတ်ဖျားဆင်းသက်လာသောအချိန်ဖြစ်တဲ့အတွက်ပိုပြီးထိရောက်တယ်ဆိုပြီးအဲ့လိုပွဲနေ့တွေဆိုရင်ကဘာပေါ်မှာအစီကားဆုံးသောဖျားဖူးပွဲဆိုပြီးတော့လည်းတွေ့ရတယ်ပေါ့လေသူတို့ကတော့ဂင်္ဂါမြစ်ရေမှာသွားပြီးစေကြောတန့်စင်ကြတယ်နောက်တစ်ချက်ကတော့အစ္စလမ်ပေါ့နော်အစ္စလမ်ကတော့မက္ကာကိုသွားရတယ်အချိန်သတ်မှတ်ထားချက်မရှိဘူးဒါပေမဲ့သူတို့ဖျားဖူးလာရသည်ကတော့အစ္စလမ်ရဲ့12လပိုင်းပေါ့နော်အဲ့ပွဲနေ့မှာသွားပြီးတော့မှဒီကာဘာကြောက်တုံးကိုသွားရောက်ပြီးတော့နားရှုပ်ခြင်းဆိုတော့နံပါတ်1ကတော့သူကတော့အလာကိုကိုးကွယ်ခြင်းကိုပြတယ်နံပါတ်2ကတော့ဒီတမန်တော်ကြီးကိုယ်တိုင်ထိုအမှုကိုပြုခဲ့တဲ့အတွက်တမန်တော်ကိုယိုသေးသမှုနဲ့ထိုအမှုကိုပြုခြင်းဖြစ်တယ်အရေးကြီးဆုံးကတော့ယခင်တော့ကထိုကြောက်တုံးကနွားလို့တဲ့မကဖြူစင်တယ်လို့သိရတယ်အခုဆိုမဲနဲ့သွားခြင်းအကြောင်းကလူတွေသွားရောက်နမ်းရှုပ်ထိတွေ့ခြင်းအဖြစ်လူတွေရဲ့အပြည့်အကူးဆက်ပြီးထိုကြောက်တုံးကြီးက
မဲနဲ့သွားခြင်းဖြစ်တယ်ဆိုတာကိုသိရတယ်ပေါ့နော်ဒါကလည်းကိုအပြစ်တွေသွားရောက်ဖြည့်ခြင်းတမလွန်အတွက်စေကြောခြင်းဆိုတာကိုသိရတယ်ဗုဒ္ဓဘာသာတော့ထူးခြားတယ်ပေါ့နော်ဆိုတော့ကိဋ္တရှင်မလို့ဆိုတော့ဗုဒ္ဓဘာသာဆိုတာဒီပုဂ္ဂိုလ်ကိုကိုးကွယ်တာမဟုတ်ဗုဒ္ဓရဲ့သွန်သင်ဆုံးမမှုတွေကိုနှလုံးသားထဲမှာတုံ့မှီပြီးတော့မှကျင့်လျှောက်တော်သူကဗုဒ္ဓဘာသာအစစ်ဖြစ်တယ်ဒီအရာအတွက်ကျွန်တော်တို့ရှင်ပြုနာတခံယူခြင်းပေါ့နော်ဆိုတော့ကျွန်တော်တို့ခုနကဗတ္တိဇာရေစေကြောသလိုဂင်္ဂမြေစေကြောသလိုသူတို့ကလည်းရှင်ပြုတဲ့အခါမှာခေါင်းကိုရေနဲ့တန့်စင်ပြီးတော့မှဒီသပင်တွေဖယ်ရှားသလိုပေါ့နော်ဒါကတော့ဗုဒ္ဓဘာသာရဲ့ထူးခြားချက်ဖြစ်တယ်ကိဋ္တရှင်မလို့ခုနပြန်ကြည့်မယ်ဆိုရင်လူတိုင်းကဘာသာတရားထုံးတမ်းစဉ်လာရကျင့်လျှောက်ကြတယ်စံမမီမှန်းသိတယ်ဆိုတော့ဟိန္ဒူဆိုလက်တန်တရားလဲမှာပဲအစ္စလမ်ဆိုလည်းအလ္လာဟ်ရဲ့အမိန့်တော်နာခံဖို့ပဲဆိုတော့ခရိယန်ရဲ့ကတော့ဒီသခင်ယေရှုပေါ့ပြန်ကြည့်မယ်ဆိုရင်သခင်ယေရှုကလူသားအားလုံးရဲ့အပြစ်တွေလောကတိုင်းမှာအသေးခံတယ်ထားမြောက်ခဲ့တယ်ဒီနေ့သမိုင်းမှာပေါ်ထွန်းခဲ့တယ်အဲ့ဒါကိုအခုနအစ္စလမ်ဆိုရင်တော့ဒီကြောက်တုံးနဲ့သူကတော့ဒီယုံကြည်မှုပေါ့နော်သခင်ယေရှုနီးတူထိုကြောက်တုံးကိုအစားထိုးပြီးတော့အပြစ်ဖြေခြင်းလို့ကျွန်တော်မြင်တယ်ဟိန္ဒူကတော့ဒီဂင်္ဂါမြစ်ရေကိုသခင်ယေရှုနီးတူအပြစ်ဆေးကြောဖို့အတွက်မြင်တယ်နောက်ဗုဒ္ဓဘာသာကြတော့သူကတော့ကိုယ်တိုင်ကျင့်မှရမယ်ပေါ့နော်ကိုယ်အပြစ်ကကိုယ်ပဲတောင်းယူရမယ်ဆိုတော့တမလွန်ကိုတောင်းကိုယူတော်သူတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ဆင်ခြင်မိတယ်ပေါ့လေဒါကြောင့်မလို့ကျွန်တော်တို့သခင်ယေရှုကတော့သမိုင်းမှာအမှန်ပေါ်ထွန်းခဲ့ပါတယ်ဆိုတော့ဒါကိုလူတိုင်းယုံကြည်လို့ရတယ်တမလွန်ကကိုယ်ပိုင်အရေးပဲဖြစ်တယ်အခုနကဂင်္ဂမြည်ရေးပဲစေးမယ်ယေရှုကိုမယုံဘူးရတယ်ယေရှုကိုမယုံဘူးဒီကြောက်တုံးပဲသွားရောက်နမ်းရှုံပဲထိတွေ့မယ်ဒါလည်းကိုယ့်ရဲ့ရွေးချယ်မှုပဲဗုဒ္ဓကတော့ကိုယ့်ကိုကျင့်မယ်အဲ့တော့လူတိုင်းလွတ်လပ်စွာရွေးချယ်နိုင်ကြအောင်ပေါ့လေကျွန်တော်အနေနဲ့ဒီနေ့ဒီအနှစ်ချုပ်လေးကိုမျှဝေခြင်းဖြစ်ပါတယ်လူသားတဲ့ကယ်တင်ခြင်းသူရောက်တဲ့မှာတရားသိကြပါစေ